အားလုံးပဲမင်္ဂလာပါ United ဖုန်းမှာကြိုးဆိုပါရစေ United အသင်းကတော့ Europa League ပွဲစဉ်ဖြစ်တဲ့ Semi Final မှာတော့ Athletic Club ပြီးပေါအုပ်ကို 7-1 ဆိုတဲ့ရလက်နှစ်ကြော့ပေါင်းနဲ့ခြိုက်လိုက်တဲ့တည်း Europa League ရှုံးပွဲမရှိစံချိန်နဲ့နောက်တစ်ဆင့်ကိုထပ်တက်သွားခဲ့တာပဲဖြစ်တယ် Final မှာတော့ English Final ဖြစ်တဲ့ Tottenham Hotspur ကလည်း Porto Club ကို 5-1 ဆိုတဲ့ရလက်နဲ့အသာစီးရပြီးတော့ Final ကိုတက်လာခဲ့တယ် United အသင်းနဲ့ Tottenham Hotspur နဲ့တွေ့ခဲ့တဲ့၃ပွဲကိုပြန်မကြည့်ခင်မှာကျွန်တော်တို့ United အသင်းက Europa League ရှုံးပွဲမရှိစံချိန်နဲ့ဆက်လက်ထိန်းသိမ်းပြီးတော့ Super Cup အောင်မြင်ရယူသွားမှာလား Tottenham Hotspur က United အသင်းတင်ရှိနေတဲ့ရှုံးပွဲမရှိစံချိန်ကိုရှိုးပြီးတော့ပဲ Europa League ဖလားကိုကိုင်မြောက်နိုင်မလား Europa League ဖလားကိုရတဲ့အသင်းက Champions League ဝင်ခွင့်လည်းရရှိမှာဆိုတော့တကယ်ကိုကောင်းမွန်တယ်လို့ကျွန်တော်ကတော့မြင်မိတယ်ဘယ်အသင်းပဲရ United အသင်းကပဲရ Tottenham Hotspur ကပဲရ Champions League ဝင်ခွင့်လည်းရတယ် Super Cup အောင်မြင်မှုလည်းရမယ်ဆိုတော့တကယ်ကိုကောင်းမွန်တယ်လို့တော့မြင်မိတယ် United အသင်းနဲ့ Tottenham Hotspur နဲ့ရှင်မြန်ကစားမဲ့22ရက်နေ့9လပိုင်းကိုတော့ကျွန်တော်ကတော့ရင်ကုန်စစ်လို့ရှာပွဲစောင့်မျှော်အောင်မဲ့နေထားတစ်ခုမှရှိတယ် United ဗိတ်သက်တွေလည်းထပ်တူပဲ Tottenham Hotspur နဲ့ရှင်မြန်ကစားမဲ့ Europa League Final ကိုတော့ရင်ကုန်စစ်လို့ရှာပွဲစောင့်မျှော်လိမ့်မယ်လို့ကျွန်တော်ကတော့မြင်မိတယ်အဲ့ဒီပွဲမှာတော့ Jafan တွေကတော့ကျွန်တော်တို့အသင်းတွေကိုလေတိုက်လိမ့်မယ်ကျွန်တော်တို့တော်တော်ကိုခံရအောင်မယ်လို့မြင်မိတယ် United အသင်းနဲ့ Tottenham Hotspur နဲ့ရှင်မြန်ကစားခဲ့တဲ့၃ပွဲကိုပြန်ကြည့်ရမယ်ဆိုရင်တော့ United အသင်းရဲ့ထွက်ဖို့မှာ Tottenham Hotspur Premier League 3-0ဆိုတဲ့ရလဒ်နဲ့အနိုင်ယူပြီးတော့ EFL Cup မှာလည်း Tottenham Hotspur 4-3ဆိုတဲ့ရလဒ်နဲ့အနိုင်ယူခဲ့တယ် Tottenham Hotspur အိမ်ကွင်းမှာတော့ United အသင်းကို 1-0ဆိုတဲ့ရလဒ်နဲ့အသာစီးရယူထားတဲ့ Spurs အသင်းကတော့ United အသင်းကိုလက်ရှိ၃ပွဲမှာတော့အသာစီးရယူထားနိုင်တယ် Europa League နဲ့ Premier League မှာရလဒ်2မျိုးထွက်နေတဲ့ Amorim အတွက်ကတော့ Spurs အသင်းကို Europa League မှာရှုံးပွဲမရှိစံချိန်ကိုဆက်လက်ထိန်းသိမ်းပြီးတော့ Europa League ဖလားကိုရယူသွားနိုင်မလားဆိုတာကိုတော့ရင်ခုန်စိတ်လို့ရှာပွဲဆောင်းမြော်အောင်ပွဲကောင်းပွဲဖြစ်တယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့အစီအစဉ်ကိုအဆုံးသတ်ပါရစေ United ဖော်ပေါ်ကမင်းသမီးများကိုနေ့စဉ်တင်ဆက်ပေးနေတာမို့ like follow လေးလုပ်ပြီးတော့ပြန်လက်ရက်ခံပါတယ်အားလုံးကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ